မင်္ဂလာပါရှင်။ကျွန်မကိုစပြီးတော့မိတ်ဆက်ပေးရစီ။ကျွန်မနာမည်ကညွန့်နယ်လွင်မှာမန္တလေးမှာနေပါတယ်။ပညာရေးချင်းကတော့မန္တလေးကွန်ပျူတာတက္ကသိုလ်ကနေပြီးတော့ PC Tech ဘွဲကိုကျွန်မ2006ခုနှစ်မှာရရှိခဲ့ပါတယ်။ဘွဲရပြီးတဲ့နောက်မှာကျွန်မ application trainer အနေနဲ့ကွန်ပျူတာသင်တန်းတွေမှာလုပ်ကိုင်ခဲ့ပါတယ်။ကျောင်းသားပေါင်းများများစွာကိုလည်းကျွန်မစတင်ခဲ့ပူပါတယ်အပြင်မှာလည်း။နောက်တော့ကျွန်မ graphic design ကိုစိတ်ဝင်စားတာနဲ့ဒီ graphic design နဲ့ပတ်သက်တဲ့ software လေးတွေလေ့လာဖြစ်တယ်ပေါ့နော်။အဲ့ဒီနောက်မှာကျွန်မ2010မှာရန်ကုန်က Innova Advertising Company မှာ in-house graphic designer အနေနဲ့လုပ်ကိုင်ခဲ့ပါတယ်။နောက်2012ကျတော့ကျွန်မမန္တလေးကိုပြန်လာတယ်။ပြန်လာပြီးတော့စာပဲပြန်တင်တယ်။နောက်ပြီးတော့2015လောက်ကနေစပြီးတော့ကျွန်မ graphic design ပြန်လုပ်မယ်ဆိုပြီးတဲ့အခါကျတော့ line ပေါ်ကနေစပြီးတော့ဒီကျွန်မဆွဲတဲ့ logo လေးတွေတင်ကြည့်တယ်ပေါ့နော်။တင်ကြည့်တဲ့အခါကျတော့နောက်ပိုင်းဒီ line ပေါ်ကနေပဲအလုပ်တွေရလာတယ်။အဲ့ဒီနောက်ပိုင်းကနေစပြီးတော့ကျွန်မ graphic design freelance designer အနေနဲ့အလုပ်လုပ်ဖြစ်တာပေါ့နော်တစ်ဖက်မှာစာလဲတင်ပါတယ်ရှင်အဲ့တော့2015ကနေစတွေ့ရင်တော့မှာပဲကျွန်မ design ဆွဲလာတာအခုဆို10နှစ်လောက်တော့ရှိပြီပေါ့နော် freelance အနေနဲ့လုပ်လာတာအဲ့တော့ကျွန်မတငယ်ချင်းဂျာမနီကတီးလွင်နဲ့တိုင်ပင်ဖြစ်တယ်ငါပေါ့ဒီ YouTube မှာ channel လေးထောင်ပြီးတော့ graphic design လေးသင်နေတယ်အဲ့တော့နေငါ့ကို admin ကိုင်မေးနိုင်မလားပေါ့နော်ဘာလို့ဆိုဒီကနေဆို monetization ရှောက်လို့မရဘူးလေအဲ့နဲ့ तू ကဟုတ်ပြီအဲ့ဆို तू လည်းဒီ programming သင်နေတယ် error နေနဲ့ငါနဲ့နှစ်ယောက်ပေါင်းပြီးတော့ channel လေးတစ်ခုထောင်ရမယ်ဆိုပြီးတော့မှကျမတို့ဒီ code and shape channel လေးကိုထောင်ပြတာပါတီတီကတော့ तू ကဒီ foreign experience ကိုအများကြီးရှိတဲ့ programmer တစ်ယောက်ပါပေါ့နော်သူဒီဘက်မှာလည်းလုပ်ခုတယ်လက်ရှိကဂျာမနီမှာလုပ်နေတယ်အဲ့တော့ तू ဒီအလုပ်ထဲမှာရလာတဲ့ experience တွေကို तू ကလည်းပြန်ပြီးတော့မှမျှဝေခြင်းတယ်ပေါ့နော်ဒီမြန်မာပြည်ကလူတွေကိုအဲ့တော့ तू က programming သင်မယ်ကျမက graphic design သင်မယ်ဆိုပြီးတော့မှကျမတို့ဒီ code and shape ဆိုတဲ့နာမည်လေးနဲ့ဒီ channel လေးတစ်ခုစထောင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျမအခုပြန်စဉ်းစားလိုက်တဲ့အခါကျတော့ကိုယ့် channel ကိုလာတဲ့အခါမှာလာကြည့်တဲ့သူတွေကအားလုံးကနော်ဒီ graphic design ကိုစတင်ဖို့အဆင်သင့်ဖြစ်ပါမလားပေါ့နော်တချို့ကျတော့ဒီကွန်ပျူတာနဲ့ပတ်သက်တဲ့အခြေခံကိုဘာမှမသိသေးတဲ့သူတွေရှိတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်မငါ basic course လေးအရင်သင်နေတယ်ဆိုပြီးတော့တကယ်ချင်းကိုပြောပါတယ်ပြောတော့သူကလည်းအေးဟုတ်ပြီနေသင်ရင်လည်းသင်ပေါ့နော်ဟုတ်ပြီဒါဆိုရင်တော့ငါလောလောဆယ် basic course ပဲအရင်သင်မယ်ပေါ့နော်ဆိုပြီးတော့မှဒီလောလောဆယ်ကတော့ basic course ပဲကျွန်မအရင်သင်မယ်အဲ့တော့ဘာဖြစ်လို့အရင် basic course ကိုသင်ရတာလဲဆိုတော့လေဒီ graphic design တက်ဖို့အတွက်ကိုနော်ဒီမဖြစ်မနေ what the excel တွေ powerpoint တွေသိဖို့လိုလားဆိုရင်တော့အဲ့လိုတော့မလိုဘူးပေါ့နော်အဲ့တော့ basic course ကလူတိုင်းတက်ဖို့လိုလားဆိုတော့မလိုတဲ့သူတွေအတွက်မလိုပါဘူးရှင်เนาะတချို့ကျတော့ဟိုငယ်ငယ်လေးကကွန်ပျူတာနဲ့ touch ဖြစ်နေတယ်သူဘာသာသူဒီ file သိမ်းတာတွေဘာတွေဒီအခြေခံအကုန်လုံးကသူဘာသာသူသိပြီးသားပေါ့เนาะအဲ့လိုလူတွေအတွက်တော့အထူးလည်းလိုမနေဘူးဒါပေမဲ့ကျမတို့နိုင်ငံမှာဒီ basic course ကိုတည်တည်ချာချာသင်ဖို့ပြန်သင်ဖို့ကိုလိုအပ်နေတဲ့သူတွေလည်းအများကြီးရှိတယ်ဒီနေရာမှာကျမကျောင်းသားလို့တော့မပြောချင်ဘူးဘာဖြစ်လို့လဲဆိုတော့လာသင်တဲ့အထက်မှာအသက်အရွယ်ရမျိုးစုံပါမှာလीเนาะအဲ့ဒါဆိုတော့ဒီကွန်ပျူတာအခြေခံတွေကိုသိဖို့လိုအပ်နေသေးတဲ့သူတွေအတွက်ကိုကျမကဒီ course လေးကိုစပြီးတော့လုပ်ဖြစ်တာပါပေါ့နော် basic လိုအပ်နေသေးတဲ့သူတွေအတွက်က basic အရင်တက်မယ်ပြီးရင် graphic design တက်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ကျမဒီ basic တန်းကိုအရင်စသင်ဖြစ်ပါတယ်နောက်ပြီးတော့ YouTube မှာကျမရှာကြည့်သလောက်ကဒီ graphic design တို့ပြီးလို့ရှိရင်video editing တို့နောက် Excel နဲ့ပတ်သက်တဲ့စီးရင်အင်းတွေတို့เนาะစီးရင်လောက်တာတို့အဲ့ဒါတွေကဒီ YouTube ပေါ်မှာတင်တဲ့ channel တွေတော်တော်လေးများတယ်ဒါပေမဲ့ဒီကွန်ပျူတာအခြေခံတွေကိုမြန်မာလိုပြန်တင်ပေးတဲ့ channel ကတော်တော်လေးနည်းနေသလားလို့ကျွန်မမသိတာလည်းဖြစ်မှာပေါ့နော်ကျွန်မတိတ်တော့မတွေးမိဘူးအဲ့ဒါကြောင့်မို့ကျွန်မအဲ့ဒီ quality လေးကိုလည်းဖြည့်ပေးခြင်းနဲ့အထူးသဖြင့်ကျွန်မတို့နိုင်ငံမှာဟိုနယ်ဘက်ကကလေးတွေပေါ့နော်နယ်ဘက်ကကလေးတွေဒီကွန်ပျူတာတွေဖုန်းတွေကိုပုံများကင်ခွင့်မရတဲ့ကလေးတွေစစ်ပေးရှောင်နေရတဲ့ကလေးတွေအဓိကသူတို့အတွက်ကိုရည်ရွယ်တာပါเนาะအဲ့တော့ကွန်ပျူတာအခြေခံလေးတွေကိုဟိုအစကနေကျွန်မပြန်သင်ပေးတဲ့ course လေးကိုအရင်သင်မယ်ပြီးတော့မှပဲ graphic design သင်မယ်ဆိုပြီးတော့တကယ်ချင်းနဲ့ပြောထားပါတယ်အဲ့တော့ဒီ course ကိုမသင်ခင်မှာကျွန်မကကြိုပြောစရာလေး၃ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ကကျွမ်းကျင်ပြီးသားသူတွေ advanced user တွေအတွက်မဟုတ်ပါဘူးဆိုတော့ပြောသလိုကွန်ပျူတာအခြေခံတွေကိုသိဖို့လိုအပ်နေသေးတဲ့သူတွေအတွက်ဖြစ်ပါတယ်ဒါကြောင့်မလို့သိပြီးသားသူတွေကကြော်သွားလို့ရပါတယ်နောက်တစ်ခုကကြတော့ကျွန်မဒီလိုသင်တဲ့နေရာမှာ software တွေဘယ်လို software ထည့်ရအောင်တော့ထည့်ပြောမှာမဟုတ်ဘူးပေါ့နော် software install လုပ်ပြီးတော့ထည့်ပြောမှာမဟုတ်ဘူးအဲ့ဒါတော့ကိုယ့်ဘာသာကိုတွင်းတဲ့ရင်တွင်းမတွင်းနိုင်ရင်ဆိုင်သွားတွင်းပေါ့ဘာဖြစ်လို့လဲဆိုတော့အဓိကကျမတို့နိုင်ငံမှာကပြဿနာက
crop version တွေပဲတုံးတယ်တုံးတော့အခုနောက်ပိုင်း Windows တွေမှာ crop version တွေအရင်ပြဿနာများတယ်ပေါ့နော်နောက်အဲ့ဒီ install လုပ်နည်းတွေကိုတော့ပြောမှာမဟုတ်ဘူးနောက်ပြီးတော့အဲ့ဒါဆိုတာ YouTube မှာအဲ့လို crop version တင်နည်းတွေတင်လို့ရှိရင် YouTube ကနေမှဗီဒီယိုတွေဖြုတ်ချတယ်တချို့ channel တွေဆိုအဘန်းခံရတဲ့အထိဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမှာ software install လုပ်နည်းကိုတော့ဘယ် software install လုပ်နည်းကိုမှကျွန်မပြောမှာမဟုတ်ဘူး free ရတဲ့ဟာတွေကလွယ်လို့ပေါ့နော်သူတို့ free ပေးထားတဲ့ဟာတွေကတော့တစ်မျိုးပေါ့နော်အဲ့တော့ free မရဘဲနဲ့ license နဲ့သုံးရတဲ့ software တွေဆိုလို့ရှိရင်ဘယ် software ကိုမှကျွန်မ install လုပ်နည်းပြောမှာမဟုတ်ဘူးကိုယ့်ဘာသာကိုစိုက်သွားထည့်ပါနောက်တစ်ခုကကြတော့ဒီလိုအပ်လို့တင်တဲ့သူတွေပေါ့နော်ဒီ basic course ကိုလိုအပ်လို့လာတင်တဲ့သူတွေကိုကျွန်မအကြံပေးချင်တာကဒီဗီဒီယိုတွေကိုဒီတိုင်းပဲထိုင်မကြည့်ပါနဲ့เนาะအဲ့တော့လေ့ကျင့်မှုအတွက်ဆက်ကလေးတစ်လုံးတော့လိုပါတယ် basic course တွေကအရင်ဆက်အမြင့်ကြီးတွေမလိုပါဘူးပုံမှန်ဒီ office လောက် run လို့ရတဲ့ဆက်တစ်လုံးလောက်တော့လိုတယ်ပေါ့เนาะအဲ့ဒါပြီးလို့ရှိရင်ဗီဒီယိုတွေကိုအစဆုံးဒီတိုင်းတစ်ခေါက်ကြည့်ပါကြည့်ပြီးနောက်တစ်ခေါက်ကအဲ့ဒီထဲမှာလေ့ကျင့်အဲ့ဒီထဲမှာတင်တဲ့သင်ခန်းစာတွေအကုန်လုံးလက်တွေ့လိုက်ပြီးတော့လေ့ကျင့်ကြည့်ပါအဲ့ဒါမှပဲတကယ်တက်ပါလိမ့်မယ်ဒီတိုင်းထိုင်ကြည့်နေုံနဲ့တော့တက်မှာမဟုတ်ပါဘူးเนาะအဲ့ဒါလေးပြောချင်ပါတယ်အဲ့တော့ဒီ basic course မှာဘာတွေပါမလဲဆိုလို့ရှိရင်ဒီ computer system နဲ့ပတ်သက်တဲ့အခြေခံ knowledge လေးတွေပါမယ်ဥပမာ hardware ဆိုတာဘာလဲ software ဆိုတာဘာလဲဒါမျိုးတွေပေါ့เนาะအဲ့ဒါပြီးလို့ရှိရင် Word ပါမယ် Excel ပါမယ် PowerPoint ပါမယ်အခုနောက်ပိုင်းခေတ်စားလာတဲ့ Canva လို့ Canva ပါမယ်ပေါ့เนาะအဲ့ဒါဆိုတော့အချိန်ကတော့3လသို့မဟုတ်4လလောက်တော့ကြာမယ်ထင်တယ်เนาะအဲ့လောက်တော့ကြာပါလိမ့်မယ်အဲ့တော့ကျွန်မဒီတကြံပြီးကနေစပြီးတော့ကျွန်မတို့ channel လေးကို launch လုပ်လိုက်ပါတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီနေ့ကစပြီးတော့တစ်ပတ်ကိုတစ်ပုတ်တင်ပေးမယ်ဖြစ်နိုင်တော့2ပုတ်လောက်တော့တင်ပေးချင်တာပါဒါပေမဲ့သိတဲ့အတိုင်းပဲမန်လေးမှာလည်းငလင်းနေပါလေလှုပ်ထားဆိုတော့ကျွန်မတို့အိမ်နေရလေရေရှည်နေလို့မရတော့ဘူးပြန်ပြောင်းရအောင်ပါဆိုတော့အတန်ဖဲငုံငလင်းကလှုပ်နေပြီးအဲ့လိုမျိုးဆိုတော့နည်းနည်းအလုံးရှုံနေလို့ပေါ့နော်အားသွားလို့ရှိရင်တော့တစ်ပတ်ကို2ပုတ်လောက်တင်ပေးဖို့ရှိပါတယ်လောလောဆယ်ကတော့ကျွန်မတစ်ပတ်ကိုတစ်ပုတ်ပဲတင်နိုင်ပါလိမ့်မယ်အဲ့တော့ကျွန်မတကယ်ချင်းတီးကတော့ programming နဲ့ပတ်သက်ပြီးတော့မှဟိုးအခြေခံနေစပြီးတော့သူကလည်းဗီဒီယိုလေးတွေတင်ပေးပါလိမ့်မယ်နော်အဲ့ဒါဆိုတော့ graphic design ကိုစိတ်ဝင်စားလို့ဖြစ်စေ programming ကိုစိတ်ဝင်စားရင်ဖြစ်စေကျမတို့ရဲ့ code and shape channel လေးကိုsubscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်